ငွေစင်းများအလုံးမင်္ဂလာပါဆောဆောစားမဲ့ချက်မဲ့ဘလော့မှာကြိုဆိုပါရစေဒီကနေ့တော့အနံ့မွေးချင်းချင်းဆက်ဆက်နဲ့ထမင်းမိန်စင်မဲ့ကနန်းပူစီနန်းချင်စထောင်းလေးကိုအိမ်မှာထောင်းစားမှာဖြစ်ပါတယ်အရင်ဦးဆုံးငရုတ်သီးစိမ်းချက်သွန်ဖြူချက်သွန်နေတို့ကိုဘိုက်မနာအောင်ဒေဝရဲမှာထည့်ပြီးလော်ထားပြီးပါမယ်ပြီးလို့ရှိရင်တော့ပကံထဲမှာချက်သွန်ဖြူချက်သွန်နေငရုတ်သီးစိမ်းလှုပ်ပြီးသားထည့်မယ်ကနန်းလှုပ်ပြီးသားလေးကိုလည်းထည့်ပြီးတော့ပြင်ဆင်ထားလိုက်မယ်ပြီးလို့ရှိရင်တော့ပူစီနန်းကိုရေစင်အောင်ဆေးပြီးတော့စစ်ပြီးတော့ပကံထဲမှာထည့်ထားမယ်ရတာအတွက်ချုံမုတ်စားပါပြင်ဆင်ထားပြီးလိုက်ပါမယ်ကဲခုစထောင်းမယ်အရင်ဦးဆုံးငရုတ်စုံထဲမှာလော်ထားတဲ့ငရုတ်သီးစိမ်းကိုညှက်အောင်ထောင်းပေးလိုက်ပါမယ်ပြီးသွားလို့ရှိရင်တော့ချက်သွန်ဖြူချက်သွန်နီးလော်ပြီးသားကိုလည်းညှက်အောင်ထောင်းထားလိုက်မယ်ပြီးသွားရင်နောက်တစ်ဆင့်အနေနဲ့လော်ပြီးသားခဏန်းလေးတွေကိုလည်းညှက်သွားအောင်လို့ညှက်ညက်လေးထောင်းထားပါမယ်ခဏန်းလေးတွေညှက်သွားပြီဆိုလို့ရှိရင်တော့ပူစီနိုင်ရွက်လေးကိုလည်းထည့်ပြီးတော့မွေးရနှံ့ထလာတဲ့အထိအားရပါးရဆက်ပြီးတော့ထောင်းလိုက်ပါမယ်အားလုံးညှက်သွားပြီဆိုလို့ရှိရင်တော့ရတာတော့ကတော့ကိုယ်စိတ်ကြိုက်ချူမုံနဲ့စားကိုထည့်ပြီးတော့ထောင်းမယ်ပြီးလို့ရှိရင်တော့တံမြာရည်လေးကိုလည်းညှက်ထည့်ကဆက်ပြီးတော့ထောင်းပြလိုက်အောင်ပါပဲဒါဆိုရင်တော့ချင်းချင်းဆက်ဆက်မွမွေးလေးနဲ့စားလို့ရန်ကောင်းပြီးထမင်းမြိန်စီမဲ့ခနန်းပူစီနဲ့ချင်းဆက်ထောင်းလေးအစင်းလေးဖြစ်ပါပြီနောက်ဆုံးမှာတော့ပကံလှလှလေးပြင်ဆင်ပြလိုက်ရင်အပတရသုံးဆောင်လို့ရပါပြီအားလုံးကိုကျေးဇူးတင်ပါတယ်